အားလုံးပဲမင်္ဂလာပါစဉ်းစားမိတာတစ်ခုကပုံပြင်တွေကိုဒီတိုင်းပြောမဲ့အစားပုံပြင်တစ်ပုဒ်ကို tense တစ်မျိုးဒါမှမဟုတ်နှစ်မျိုးသုံးပြီးတော့မှရေးထားတဲ့ပုံပြင်လေးတွေကိုပြောပြပေးမယ်ဆိုလို့ရှိရင် grammar ကိုလည်းတစ်ခါတည်းလေ့လာပြီးသားဖြစ်မယ်လို့စဉ်းစားမိတယ်ဒီနေ့မှာတော့ simple present tense နဲ့ present continuous tense ကိုသုံးပြီးတော့ရေးထားတဲ့ပုံပြင်လေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့တတိထားစီချင်တာတစ်ခုကတော့နေ့စဉ်နေ့တိုင်းပုံမှန်ပြုလုပ်ထားရှိတဲ့ routine ဒါမှမဟုတ် habitual action တွေကို simple present tense နဲ့သုံးထားရှိတယ်လက်တလုံးမှာပြုလုပ်နေတဲ့အပြုအမူကိုဖော်ပြပေးခြင်းရင် present continuous tense နဲ့ဖော်ပြတယ်ဆိုတာကိုသတိထားပြီးတော့နားထောင်စေချင်ပါတယ်The story of Emma's morning. Emmaရဲ့မနက်ခင်း Emma wakes up at 6:30 every morning. Emma မနက်တိုင်း6နာရီခွဲမှနိုးပါတယ် She stretches သူမအညောင်းဆန့်နဲ့ smiles ပြုံးလိုက်ပြီးတော့ and checks the time on her phone. ဖုန်းထဲကအချိန်ကိုကြည့်လိုက်တယ်It's a new day. နေ့သစ်တစ်ခုရောက်ပြီ She says to herself. သူမကိုယ့်ဘာသာကိုပြောလိုက်တယ် She walks to the kitchen မိဖို့ကြောင်လမ်းလျှောက်သွားပြီးတော့မှ and makes a cup of tea လက်ဖက်ရည်တစ်ခွက်ဖြောပါတယ် While the water boils ရေနွေးတည်ထားတော့မှ She looks out the window ပတင်းမအပြင်ကိုကြည့်နေပါတယ် The sun shines နေအောင်ကသားနေတယ် The birds sing ငှက်ကလေးတွေကတချင်းဆိုနေတယ် The streets slowly become busy လမ်းမကြီးကတဖြည်းဖြည်းနဲ့စီကားလာပါတယ် Emma is preparing breakfast now Emma ကအခုမနက်စာပြင်ဆင်နေပါတယ် She cuts some fruit သူမအသီးတချို့လှီးတယ် and toasts a slice of bread ပေါင်မုန့်တစ်ချက်ကိုမိခင်ပါတယ် While she is eating သူမမနက်စာစားနေတော့မှHer cat Milo သူမရဲ့ကြောင်ကလေး Milo ဟာ jumps onto the chair next to her သူမဘေးမှာရှိတဲ့ထိုင်ခုံပေါ်ကိုခုန်တက်လာပါတယ် Milo you always want my breakfast Milo မင်းကငါမနေ့စာကိုအမြဲလိုချင်တာပဲ She loves သူမကရေမောရင်ပြောတယ်After breakfast မနေ့စာစားပြီးတဲ့နောက်မှာ Emma gets ready for work Emma ကအလုပ်သွားဖို့ပြင်ဆင်ပါတယ် She puts on her shoes ဖနက်စီးတယ် and grabs her bag သူမရဲ့အိတ်ကိုယူပါတယ် Outside အပြင်ဘက်မှာတော့ She waits for the bus သူမဘတ်ကားကိုစောင့်နေပါတယ် A few people stand at the bus stop with her ကားမတိုင်မှာလူအနည်းငယ်ကသူမနဲ့အတူရပ်နေကြတယ် Everyone looks sleepy လူတွေကအိမ်ငိုက်နေတဲ့ပုံပေါက်နေကြတယ် The bus finally arrives ဘတ်ကားကနောက်ဆုံးတော့ရောက်လာပြီ and Emma gets on Emma ကားပေါ်တက်ပါတယ် She sits near the window သူမပတင်းပေါက်နားမှာထိုင်ပြီးတော့ listens to music တချင်းနားထောင်ပါတယ် While the bus is moving ကားသွားနေတော့မှ she thinks about her tasks for the day တနေ့တာလုပ်ရမယ့်အလုပ်အကြောင်းကိုစဉ်းစားပါတယ် When she reaches the office သူမရုံးကိုရောက်တဲ့အခါမှာ she greets her colleagues လုပ်ဖော်ကိုင်ဖက်တွေကိုနှုတ်ဆက်ပါတယ် Good morning she says မင်္ဂလာမနက်ခင်းပါလို့သူမပြောတယ် Everyone smiles back လူတိုင်းကပြန်ပြီးပြုံးပြကြပါတယ် Emma starts her computer သူမရဲ့ကွန်ပျူတာကိုဖွင့်ပြီးတော့ and begins her work သူမရဲ့အလုပ်ကိုစတင်ပါတယ် She feels ready and positive သူမကအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်နေသလိုသူမအကောင်းမြင်စိတ်တွေလည်းရှိနေပါတယ် Every new day gives her a chance to do a little better နေ့တစ်တိုင်းကသူမကိုပိုကောင်းအောင်လုပ်ဆောင်ဖို့အခွင့်အရေးပေးပါတယ် Simple present tense ကိုဘယ်နေရာတွေမှာသုံးသွားလဲကြည့်ရအောင် Emma wakes up at 6:30 သူမနေ့ Emma မနေ့6နာရီခွဲမှာထားလေးရှိတယ် She makes tea လက်ဖက်ရည်ဖြောတယ်ကြောင်ကလေး Milo ကမနေ့စာလိုချင်တယ် Milo wants breakfast She waits for the bus bus ကစောင့်တယ် She works in an office သူမရုံးမှာအလုပ်လုပ်တယ်ဒါတွေကို simple present tense နဲ့သုံးသွားတယ်present continuous tense တွေကိုဘယ်နေရာမှာသုံးသွားလဲကြည့်ကြရအောင်
she is preparing breakfast သူမမနက်စာပြင်ဆင်နေတယ် she is eating သူမစားနေတယ် the bus is moving bus ကသွားနေတယ်ရွေ့နေတယ်ဘယ်နေရာမှာသုံးလဲဆိုရင် actions happening at the moment လက်တလောအခြေအနေမှာဖြစ်နေတဲ့ action ကိုဖော်ပြရင် present continuous tense ကိုသုံးမယ်ပုံမြင်ကနေရတဲ့သင်ခန်းစာကတော့ a good day starts with good habits ကောင်းတဲ့နေ့ဟာကောင်းတဲ့အမှုကျင့်တွေနဲ့စတင်တယ် present tense helps you describe them clearly နောက်နေ့မှာနောက်ပုံမြင်တွေမှာပြန်ပြီးတော့မှဆုံကြရအောင် bye bye